你都上哪来把没不把呢？一人大还嘛？哪来操的那个哈？你老配没事的人来，俺让上哪个，俺让配来些没来些。哎，都别的没呀的，爬到楼上去，到家爬了，俺有标点标吧，俺没有着没标吧的。你都出抓看人，俺出抓吧没？这不还你们把那的哈？အမရာသမီးသမီးမဝယ်လာတယ်ထပ်ကြည့်ပါဦးသမီးရဲ့အမရာအော်သမီးလေးရဒီမှာကိုဒီမှာကျသမီးလေးကြိုက်တဲ့မုတ်ကိုမမေကဝယ်လာတယ်ရသမီးလေးစားလိုက်ရောအမရာသမီးဘာဖြစ်နေရလဲသမီးရဲ့သမီးလေးကဲခေါင်းမော်ပါဦးဒီမှာကျအနက်လေးကမမွှေးဘူးလားသမီးလေးကြိုက်တဲ့မုတ်လေးလေစားမလား跟我啥都没。 ဘာဖြစ်လို့လဲသမီးရဲ့ဘာလို့မစားရတော့ဘိုက်စာနေရလားသမီးစိတ်ဆိုးနေရလားမမေကလေငါသမီးလေးဘိုက်စာနေမှာဆိုလို့ဆိုပြီးတော့အလုပ်ရှင်ကိုပြောခဲ့ရကျမကိုခဏလောက်အချိန်လေးပေးပါလို့ကျမသမီးလေးဘိုက်စာနေမှာဆိုလို့ဆိုပြီးတော့မမေကသမီးတို့မုတ်လေးဝယ်လာတာရှော့စားလိုက် 跟我啥真都没。 ဘာဖြစ်လို့လဲသမီးမျက်ရည်ဝဲနေရလားဘာလို့လဲဘာပူတာခြင်းလို့လဲမမေကိုပြောလေမမေအလုပ်ကနေပြန်လာလို့ရှိရင်သမီးတို့ဝယ်လာခဲ့မယ် 等下今年等你也没少看你。 ဟမ်သမီးချင်းနေတာသမီးကိုမစော့ခိုင်းဘူးသမီးကဘာသွားလုပ်လို့လဲသမီးရဲ့ 等你也把我们老婆。 အဲ့ဆိုဘာလို့သူတို့ကမပါခိုင်းတာလဲ 都等你陪也没去过手表，把看呀。 ဖေးမရှိဘူးလို့ပြောရလား။အော်ငါသမီးလေးရတယ်။သမီးကဖေးမရှိပါမယ်။မမေတရားလုံးရှိသေးရပဲ။ပြီးတော့ဖေးမပေးနိုင်တဲ့အချက်တွေကိုလည်းသမီးလေးကိုမမေကအပြည့်အဝပေးရတာပဲသမီးရဲ့။အဲ့ဒါကြီးခေါင်းနဲ့မထည့်ပါနဲ့။သမီးငါကြမလားမသိရ။တငယ်ချင်းတွေကအဲ့လိုတော့မပြောတော့ပါဘူးသမီးလေးရဲ့။သမီးလေးကပါချင်းလို့လား။အဲ့ဆိုမမေသမီးတငယ်ချင်းတို့လိုက်ပြောပေးမယ်လေ။နော်သမီးနော်ဘာမှမဖြစ်ဘူးနော်မမေကသမီးကိုရမ်းချစ်တာပဲဟာဖေမရှိတော့လေဘာဖြစ်လို့လဲသမီးရဲ့နော်သမီးနော်ကဲအဲ့တော့တိတ်တော့လာသမီးလိုက်ပြောပေးမယ်နော်လာအဲ့တော့ကောင်းမယ်မေလိုက်ပြောပေးမယ်နော်လာသမီးတို့ကစားရလေအမရာပါကျင်လို့တဲ့ပါခိုင်းပေးပါလားသမီးရဲ့နော်သမီးရဲ့တငယ်ချင်းဆက်ဆက်မဲ့ဟာကိုရံဖြစ်ထားမှာမဟုတ်တာအနှစ်သမီးလေးကိုပါခိုင်းလိုက်ပါနော်မဖေမရှိတဲ့သူနဲ့သမီးကမစော့တင်သမီးဘယ်လိုပြောလိုက်ရလဲသူ့စိတ်ထဲမှာဘလောက်ခံစားရမလဲသမီးရဲ့သမီးလည်းကိုချက်စားကြည့်ပေါ့အမေကလည်းဘာလို့လုပ်မှန်းလဲမသိတာသမီးအဲ့ဒါတည်းဆိုတဲ့သူနဲ့မစော့တင်ဟော哎，你表妹嘞，都是人把还嘛说。သမီးရဲ့သမီးမစော့တင်တော့ပါဘူးဒါပါသွားကြရအောင်အော်သမီးငယ်ချင်းတွေကသမီးကိုစနေတာပါသမီးရဲ့ပါခိုင်းပါပါသမီးတို့ရဲ့အနည်းတောင်းမှန်ပါတယ်နော်အနည်းသမီးလေးနဲ့အတူတူဆော့ပေးပါသမီးတို့ရဲ့နော်ဆော့နေပါဦးသူနဲ့တော့ဘာလို့မလဲမသိဘူးသူကလည်းဖေးမှမရှိတာအေးပါနေတို့တွေမှာဖက်အေးတွေမအေးအဆောင်ရှိတော့နေတို့တွေကပြောချင်တိုင်းပြောလို့ရတာပေါ့တခုတော့မှတ်ထားဝတ်ဆိုတာလေတက်တယ်ဟာငါသမီးလေးမှာဖက်အေးမရှိပဲမယ်ငါသူ့ကိုမြစ်တာကြီးအပြည့်အဝပေးထားတာအဲ့လိုမျိုးပဲသမီးတို့ရှိမှလည်းဖက်အေးမရှိတဲ့တနေ့သမီးတို့သူ့ခံစားချက်ကိုနားလည်လာလိုက်မယ်သမီးမဆော့ရလဲဘာမှမဖြစ်ဘူးကြားလားမမေသမီးဘဝမှာတယောက်လုံးရှိရနော်သမီးနော်သွားမယ်